မိန်းကလေးတွေအလှပြင်ရင်ဘာလို့ရတာအကြဆုံးလို့ထင်လဲမျက်ခုံးမွေးဆွဲရတာပါကိုယ့်ရဲ့မျက်ခုံးတစ်ဖက်နဲ့တစ်ဖက်ညီဖို့အတွက်တေးချာချာလေးလိုက်ပြီးတော့ညီရတယ်မညီရင်ပြန်ဖြတ်ပြီးပြန်ဆွဲရတယ်ကိုယ့်ရဲ့အခြေတဝက်ကမျက်ခုံးမွေးဆွဲတာနဲ့ကုန်နေပြီဒါကိုအလှပြင်ဖူးတဲ့မိန်းကလေးတိုင်းလိုကြိုးပူးကြမယ်ထင်ပါတယ်ဒါပေမဲ့အခုလိုပြဿနာကိုဖြေရှင်းဖို့အတွက်နီလန်ကရှိပါရဲ့နော်အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာမျက်ခုံးတတူဆိုတာအခြေကိုငွေကိုတက်တာပြီးတော့ပြုလို့ရနေတဲ့နည်းပညာတစ်ခုဖြစ်ပါရဲ့ရှင်မျက်ခုံးတတူသာထိုးထားမယ်ဆိုရင်ကိုယ့်ရဲ့အလှပြင်စေကိုမျက်ခုံးမွေးဆွဲရတာနဲ့တင်အခြေမကိုတော့ဘူးပြီးတော့မျက်ခုံးတတူကတဘဝဆက်ဆံလုပ်ကလေးလည်းဖြစ်လို့ဘယ်တော့လှနေမယ်မနဲ့အိယာထားလို့မှန်ကြည့်ရင်တော့မှစိတ်ချမ်းသာရမှာနော်အဲကြောင့်အတွင်းမမပဲမျက်ခုံးတတူကိုမြန်သာရွေးချယ်ပြီးတော့ထိုးလိုက်ကြတော့နော်တစင်တို့ရဲ့ site လေးမှာလည်းသတင်းကြော promotion လေးရှိတဲ့အတွက်ကြောင့်မလို့လာရောက်မေးမြန်းလို့ရပါတယ်ရှင်